ချစ်သူဒါမှမဟုတ်အိမ်ထောင်ဘက်က Australia Citizen ဒါမှမဟုတ် PR လားဒါဆိုပတ်တနာဗီဇာရောရှောက်ပြီးကြပြီလားပတ်တနာဗီဇာဆိုတာက Australia မှာရှိတဲ့ကိုယ့်ရဲ့အိမ်ထောင်ဘက်ဒါမှမဟုတ် de facto ပတ်တနာနဲ့အတူ Australia မှာအတူတူနေထိုင်ခွင့်ရဖို့အတွက်ရှောက်ထားလို့ရတဲ့ဗီဇာမျိုးစားပါဒီဗီဇာကို Australia နိုင်ငံတွေကနေရှောက်ထားမယ်ဆိုရင် temporary visa ဖြစ်တဲ့ subclass 820ကိုအရင်ရှောက်ထားမှာဖြစ်ပြီးတော့နှစ်နှစ်ပြည့်တဲ့အခါမှာ permanent visa ဖြစ်တဲ့ subclass 801ကိုရှောက်ထားနိုင်ပါတယ်ဒီပကနေရှောက်ထားမယ်ဆိုရင်တော့ subclass 309နဲ့ Australia နိုင်ငံကိုဝေးအောင်မှာဖြစ်ပြီးနှစ်နှစ်ပြည့်တဲ့အခါမှာ permanent visa subclass 100ကိုပြောင်းရွှေ့နိုင်မှာပါဗီဇာလျှောက်ဖို့အတွက်အရေးကြီးဆုံးလိုအပ်တွေကတော့ relationship certificate ပါအိမ်ထောင်ဘက်ဆိုရင်လက်ထပ်စာချုပ်ဒီဖတ်တို့ဆိုရင်အနည်းဆုံး12လနေထိုင်ခဲ့ကြောင်းတတိပြပေးရပါမယ်။ပြီးတော့ပါတနာဘက်ကနေ sponsorship ပေးရပါမယ်။ financial proof နဲ့ medical examination တွေလည်းပြဖို့လိုပါလိမ့်မယ်။ပါတနာဗီဇာလျှောက်ထားဖို့အတွက် Rebus မှာ ဒီဖတ်တို့ relationship registration တင်ဆက်ထားရမယ့်စာရွက်စာတမ်းတွေနဲ့အကောင့်ဝစုံလမ်းညွှန်မှုတွေကို Rebus ရဲ့ရှေ့နေကိုယ်တိုင်ကနေဆောင်ရွက်ပေးနေပါတယ်။စိတ်ဝင်စားရဆိုရင်တော့အခုပဲ inquiry form လေးဖြည့်ခဲ့လိုက်တော့နော်။